ဒီနေ့ပြောပြပေးသွားမှာကတော့ FBI သမိုင်းမှာပထမဆုံးမဖြေရှင်းနိုင်ခဲ့တဲ့လေယာဉ်ပြန်ပေးဆွဲမှုအကြောင်းပဲဖြစ်ပါတယ်။1982ခုနှစ်နိုဝင်ဘာ24ရက်မိုးသည်ထန်နေတဲ့ညတညမှာ Portland ကနေ Seattle ကိုပြန်သမ်းမဲ့ Boeing 727 လေယာဉ်ပေါ်မှာထူးခြားတဲ့ခရီးသည်တစ်ယောက်ပါလာခဲ့ပါတယ်။သူ့နာမည်က Danko Ba ပါ။သူဟာဝီစကီတစ်ဝက်ကိုအေးအေးဆေးဆေးမှတောက်ရင်လေယာဉ်မယ်စီကိုစာတစ်စောင်ကမ်းပေးခဲ့ပါတယ်။အဲ့ဒီစာထဲမှာရေးထားတာကကျွန်တော်စီမှာပုံပါပါတယ်။ကျွန်တော်ဘေးမှာလာထိုင်ပါတဲ့ဒါဟာ FBI သမိုင်းမှာအဖြစ်မထွက်နိုင်တဲ့တခုတည်းသောလေယာဉ်ပြန်ပေးဆွဲမှုရဲ့အစလည်းဖြစ်ပါတယ်ကျွန်တော်နာမည်ကတော့ Monster 8ပါလေယာဉ်မယ်ဟာကူပါရဲ့ဘေးမှာထိုင်လိုက်ရပါတယ်ကူပါကသူ့ရဲ့လက်ဆွဲအိတ်ကိုဖွင့်ပြလိုက်တဲ့အခါလေယာဉ်မယ်ဟာအနီရောင်ရန်တောင်ပုံစံကြောင်းနဲ့ဝါယာကြိုးတွေကိုထိတ်လန့်ပွေမြင်တွေ့ခဲ့ရပါတယ်တကယ်တော့အဲ့ဒီဘုံတွေဟာအစ်စ်လားအတုလားဆိုတာဒီနေ့အထိဘယ်သူမှမသိပါဘူးဒါပေမဲ့ကူပါဟာအလွန်တည်ငြိမ်ပြီးယဉ်ကျေးတဲ့လူတစ်ယောက်လိုပြုမှုနေတာကြောင့်လေယာဉ်အဖွဲ့သားတွေဟာသူ့အမိန့်ကိုမလွန်ဆန်ရဲခဲ့ကြပါဘူးကူပါဟာလေယာဉ်ကိုစီးရဲတဲ့လေစိမ်းမှာဆင်းသက်ခိုင်းခဲ့ပါတယ်ဒါပေမဲ့သူကတာမန်ပြန်ပေးဆွဲသူတွေလိုမဟုတ်ပဲအစီအစဉ်တကြားရှိပါတယ်သူကခရီးသည်တွေကိုပြန်လွတ်ပေးဖို့အတွက်ဒေါ်လာ2သိန်းယနေ့ခေတ်ကာလတန်ဖိုးရဒေါ်လာ3 သန်းကျော်နဲ့အတူလေဒီ4ခုကိုတောင်းဆိုခဲ့ပါတယ်။ဘာလို့လေဒီက4ခုလဲ။ရဲတွေကလေဒီကိုဖျက်ဆီးထားရင်သူကလေရင်မယ်တယောက်ကိုတစားကန်အဖြစ်ခေါ်သွားပြီးအတူတူခုန်ချမယ်ဆိုတာကိုတွေ့ဝိုက်ပြီးချိန်ချောက်လိုက်တာပါ။ပတ်စံနဲ့လေဒီရပြီးရနဲ့သူဟာခရီးတဲ့36ယောက်လုံးကိုလွတ်ပေးခဲ့ပြီးလေရင်ကိုစီဖြည့်ခိုင်းကမက္ကဆီကိုဘက်ကိုပြန်တန်းဖို့အမိန့်ပေးခဲ့ပါတယ်။ဒုတိယအကြိမ်ပြန်တက်တဲ့အခါကူပါကလေရင်မှုကိုထူးဆန်းတဲ့အမိန့်တွေပေးခဲ့ပါတယ်။လေရင်ကိုပေ1000ထပ်ပိုမမြင့်စေနဲ့အရှိန်ကိုအနည်းဆုံးထားပြီးမောင်းပါလေရင်ဘိန်းတွေကိုအောက်ချထားပါတဲ့။ဒါဟာသူလေဒီနဲ့ခုန်ချဖို့အတွက်လေထုဖီအားနဲ့လေအရှိန်ကိုချိန်ညှိခဲ့တာပါ။မိုးသည်ထန်ပြီးမောင်မဲနေတဲ့ဝါရှင်တန်တောအုပ်တွေပေါ်ရောက်မှာတော့ကူပါဟာ Boeing 727ရဲ့အနောက်ဘက်လေကားတကားကိုဖွင့်လိုက်ပါတယ်။လေရင်မှုတွေဟာလေဖီအားကြောင့်လေရင်ကိုယ်ရဲ့တစ်ချက်ပင့်သက်သွားတာကိုခန်းစားလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲကူပါဟာဒေါ်လာ2သိန်းနဲ့အတူမိုးရေတွေကြားတဲ့တောအုပ်ကြီးတွေကိုခုန်ချပြောက်ွယ်သွားခဲ့ပါတယ်။သူစီးခဲ့တဲ့လေရင်အမျိုးအစားဟာအနောက်ဘက်မှာလေကား S-Jet ပါတဲ့ရှာရှာပါပါလေရင်မျိုးပါ။သူကလေရင်ကိုအနည်းဆုံးအရှိန်နဲ့အနှိမ့်ဆုံးအမြင့်မှာမောင်းခိုင်းထားတဲ့အတွက်ကြောင့်လေကားတကားဖွင့်တဲ့အချိန်လေဖိအားကြောင့်လေရင်တုန်ခါသွားခဲ့ပေမဲ့ပြက်ကြားလောက်တဲ့အထိမဖြစ်ခဲ့ပါဘူး။လေရင်ကတော့ဘေးကင်းစွာဆင်းသက်နိုင်ခဲ့ပေမဲ့ကူပါကိုတော့ဘယ်တော့မှရှာမတွေးကြပါဘူး1980ခုနှစ်မှာမြေကမ်းဘေးတစ်ခုကနေသူယူသွားတဲ့ပတ်စံတချို့ဒေါ်လာ9800ကျော်ကိုပြန်တွေးခဲ့ရပေမဲ့ကူပါရဲ့အလောင်းကိုရောကျန်တဲ့ပတ်စံတွေကိုရောရှာမတွေ့တော့ပါဘူးFBI ကတန်တရားရှိတဲ့သူအရှာ800ကျော်ကိုစစ်ဆေးခဲ့ပေမဲ့ဘသူ့အမှတရားခံဖြစ်မသတ်မှတ်နိုင်ခဲ့ကြတဲ့အတွက်2016မှာတရားဝင်အမှုပိတ်သိမ်းလိုက်ရပါတယ်ဒါပေမဲ့ဒန်ကူပါဆိုတဲ့အမည်ကတော့ကမ္ဘာအကျော်ကြားဆုံးဗဟေဒီအဖြစ်ကျန်ရစ်နေစေဖြစ်ပါတယ်။သူဟာတောထဲမှာပဲတည်ဆုံသွားတာလား။ဒါမှမဟုတ်အစီအစဉ်အတိုင်းလွတ်မြောက်သွားခဲ့တာလား။သင်တို့ရဲ့အမြင်တွေကိုမျှဝေပေးခဲ့ပါဦး။နောက်ထပ်စိတ်ဝင်စားစရာတွေနဲ့အတူပြန်လာခဲ့ပါမယ်။အားလုံးပဲတတား